ကဘာပေါ်မှာတင်လုံးဝမသိသေးတဲ့အံ့ဩစရာအချက်၅ချက်နံပါတ်5အချက်ကတော့တင့်ကိုတကယ်အံ့အားသင့်သွားစေပါလိမ့်မယ် နံပါတ်1ဂျူပီတာနဲ့ဆေတန်ချိုတွေပေါ်မှာစိန်မိုးရွာပါတယ်အဲ့ဒီချိုတွေရဲ့လေထုဖိအားအရန်များလွန်းတာကြောင့်ကာဗွန်တွေကနေစိန်ရင်ဖြစ်ပြောင်းလဲသွားပြီးမိုးလိုရွာကျလာတာဖြစ်ပါတယ်နံပါတ်2လူတစ်ယောက်နိုးကြားနေချိန်မှာတင့်အုံနောက်ကနေမီးသီးလေးတစ်လုံးကိုလင်းစီနိုင်လောက်တဲ့လျှက်စစ်စွမ်းရည်တွေထုတ်လုပ်ပေးနေပါတယ်တင့်အုံနောက်ကတကယ်ပါဝါဘန်ကလေးတစ်ခုပါပဲနံပါတ်3တောက်ကြချို Venus ပေါ်ကတရက်တာအချိန်ဟာသူ့ရဲ့တစ်နှစ်တာအချိန်ထက်ပိုရှည်ပါတယ်သူကနေကိုတပတ်ပတ်ဖို့ထက်သူ့ဝင်ရိုးပေါ်မှာသူတပတ်လဲဖို့အချိန်ပိုယူရလို့ပါနံပါတ်4ရေပဝဲတွေမှာနှလုံး3ခုတိတိပါဝင်ပြီးသူတို့ရဲ့သွေးအယောင်ကအနီရောင်မဟုတ်ဘဲအပြားရောင်ဖြစ်နေပါတယ်နံပါတ်5ပြားရည်ဟာဘယ်တော့မှမတိုးတဲ့တစ်ခုတည်းသောအစားအစာဖြစ်ပါတယ်ရှေးဟောင်းအီဂျစ်ဖာရိုဘုရင်တွေရဲ့ဂူတွေထဲကနေနှစ်ပေါင်း3000ကျော်တက်တန်းရှိတဲ့ပြားရည်တွေကိုရှာဖွေတွေ့ရှိခဲ့ပြီးအခုချိန်ထိစားလို့ရနေစေဖြစ်ပါတယ် ဒီအချက်တွေကဘယ်အချက်ကတင့်ကိုအံ့ဩစေဆုံးလဲဆိုတာကွန်မန့်မှာရေးခဲ့ပေးပါအောင်နောက်ထပ်ဗဟုသုတတွေအတွက် like နဲ့ follow လုပ်ထားဖို့မမေ့နဲ့နော်